အမဲသားကိုရှောင်၍ကြံသောအသားများစားခြင်းသည်မှန်ကန်ပါသလားဒါတော့လူတွေရဲ့ဆန္ဒနဲ့ဆိုင်နေပေါ့တချို့ကြတော့ဒီလူတွေဟာမြန်မာနိုင်ငံအခြေအနေကြည့်မယ်ဆိုလို့ရှိရင်တခြားနိုင်ငံနဲ့မတူစက်မှုလက်ရလုပ်တဲ့နိုင်ငံတွေကြတော့နွားကိုခိုင်းတာမဟုတ်ဘူးမြန်မာပြည်ကတော့စက်မှုလက်ရမထွန်းကားသေးဘူးပေါ့မထွန်းကားသည့်အတွက်ကြောင့်လက်ဆိုင်တယ်ဆိုလဲနွားနဲ့ပဲထွန်းတာရက်တာတွေကုန်နွားနဲ့ဆိုတော့ကျေးဇူးတရားကိုသိတတ်မယ်ဆိုရင်အော်သူတို့ရှိလို့ငါတို့စားနေရတာပါလားဟာသူတို့လှုပ်အားတွေနဲ့ပါလားလို့ဆိုရင်ဒီလိုကျေးဇူးတင်ပြီးတော့ရှောင်တာနော်ရှောင်တာဟာရှောင်တဲ့ဘက်ကကြည့်မယ်ဆိုရင်ကောင်းတယ်လို့ပြောရမှာနော်ကျန်တဲ့ကျန်တဲ့တရားဝါတွေကိုဒီစားတာဟာကိုယ့်အကိုဟင်းတစ်အနေနဲ့စားတယ်ဆိုလို့ရှိရင်တော့သူကအပြစ်မရှိဘူးသို့တော့ငါတို့စားဖို့ဒီတရားဝါတွေကိုဘုရားသခင်ကဖာဆင်းပေးတယ်လို့ပြောမယ်ဆိုရင်ဒါမှားယွင်းတဲ့ပြောဆိုချက်ဖြစ်လို့ပိဿဝါစာဖြစ်တယ်အမြင်ဟာလည်းမှားယွင်းတဲ့အမြင်ပဲဖြစ်တယ်တရားဝါဆိုတာဒုက္ခနဲ့သူဖြစ်တာလူစားဖို့ဖြစ်လာတာမဟုတ်ဘူးဒုက္ခနဲ့သူဖြစ်ကြတာဘယ်သူမှလည်းဖန်ဆင်းပေးထားတာမဟုတ်ဘူးဒုက္ခနဲ့သူဖြစ်လာကြအဲ့တော့အကျဉ်းတရားထားမယ်ဆိုရင်အလုံးပေါ်မှာထားတဲ့နွားကြတော့အကျဉ်းတရားအပြင်ကျေးဇူးတရားဟောလူတွေကထက်သွင်းစဉ်းစားကြတာပေါ့ထက်သွင်းစဉ်းစားကြတာအဲ့တော့အကယ်၍မေတ္တာတရားအနေနဲ့ဘိမြည်သည့်တရားရဲ့အသားမှမစားဘူးအလုံးကိုတနာကျင်နာတဲ့စိတ်နဲ့တရားရဲ့အသက်ကိုရှောင်မယ်ဆိုလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပဲသို့တော့ဟင်းအနေနဲ့စားတယ်ဒီတရားတွေသေးပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူတို့သေပြီးသားအသားကိုပဲဟင်းတစ်ခွက်အနေနဲ့တမန်အပြင်စားတယ်အဲ့တော့စားတဲ့စိတ်နဲ့တတ်တဲ့စိတ်ကမတူဘူးနော်စားတဲ့စိတ်ဟာတတ်တဲ့စိတ်နဲ့မတူသည့်အတွက်ကြောင့်အပြစ်ရှိတယ်လို့ပြောလို့မရဘူးဒါကြောင့်မို့ဒီလူတွေရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်တယ်တရားမျှတတာမမျှတတာဟာဒါနဲ့မဆိုင်ဘူးပေါ့နော်ကိုကစားတာဟာတတ်ပြီးတော့စားတာမဟုတ်ဘူးဈေးမှာအစင်သိရောင်းချတာကိုစားတာတချို့ကလည်းပြောကြတယ်စားသူရှိလို့တတ်သူရှိတာလားစားလို့တတ်တာမဟုတ်ဘူးမစားလည်းတတ်တာစင်နေဆိုရင်မစားဘဲနဲ့အစွဲလို့ခြင်းလို့တတ်တာအများကြီးပဲနော်ကြားတွေဆိုလည်းအသက်ခံရတယ်ဘာကြောင့်တတ်ခံစားဖို့မဟုတ်ဘူးအရေးလို့ခြင်းလို့တတ်တာလူတွေကတတ်တဲ့လူကတော့သူ့အတွက်သူငွေရဖို့သူတခုအသုံးချဖို့တတ်တာလူတွေစားဖို့တတ်ပေးတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စားသူရှိလို့တတ်သူတွေရှိနေတယ်လို့ဆိုတဲ့အတွေးဟာလည်းမှန်ကန်မှုမရှိဘူးပေါ့နော်မှန်ကန်မှုမရှိဘူးအဲ့တော့တရားတွေကိုတနာတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်တတ်တယ်လို့စားအကယ်၍ဟင်းဒီဟင်းရွက်အနေနဲ့တရားတွေသေးပါစေဆိုတဲ့စိတ်မရှိဘဲနဲ့ဟင်းအနေနဲ့ပဲကိုဒီတဲ့ပို့ပြီးတော့မစင်စားဘဲနဲ့စားတယ်ဆိုရင်အဲ့ဒီလူရောပြစ်ရှိလားဆိုပြစ်မရှိဘူးအဲ့ဒါတော့ပြစ်မရှိဘူးနော်ရသော်ဘုရားလည်းဒါကိုခေါ်ထားရှိတယ်လက်မှာအနာစာမရှိတို့အနာစာမရှိတဲ့လက်နဲ့အစိတ်ကိုကိုင်းရင်လည်းအစိတ်မသိဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကရိုးသားဖြောင့်မတ်နေတယ်ဆိုလို့ရှိရင်တော့ဒါအပြစ်မရှိဘူးလို့ဆိုရမှာဖြစ်တယ်အဲ့တော့အမဲသားကိုရှောင်ပြီးကြံတဲ့သားကိုစားခြင်းသည်မှန်ကန်ပါသလားဆိုမှန်ကန်တာမမှန်ကန်တာအသာထားနော်ပြစ်ရှိပါသလားအပြစ်မရှိဘူးလားဒါသာမေးရမှာဖြစ်တယ်ပေါ့နော်မှန်တာမှားတာနဲ့ပတ်သက်တာမဟုတ်ဘူးတရားကနော်အမဲသားကိုရှောင်ပြီးကြံတဲ့အသားများကိုစားတာဟာကိုယ်အနေနဲ့မဲသားကြတော့နွားတွေရဲ့ခြေစုကိုချိပြီးတော့မစားသင့်ဘူးဆိုပြီးတော့ရှောင်ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့လေဒီဆရာတော်ကြီးပြောတဲ့စကားကိုမှတ်သားထားတဲ့လေဒီဆရာတော်ကအမဲသားမစားဖို့ဆိုပြီးတော့ဟောတယ်တနိုင်ငံလုံးလှုပ်ဆော်တယ်အမဲသားရှောင်ခြင်းရေးတွေလှုပ်ဆော်အလှုပ်ဆော်တဲ့အခါကျတော့နွားမေတ္တာစာတွေဘာတွေရေးပြီးလှုပ်ဆော်တယ်အဲ့တော့လှုပ်ဆော်တဲ့အခါမှာတချို့ဘုန်းကြီးတွေကပြောကြတယ်လေဒီဆရာတော်ကနွားပဲသနာသလားကြက်တွေဝက်တွေတော့မသနာဘူးလားနဲ့ဆိုတော့အပြစ်တင်ကြတယ်လေဒီဆရာတော်ကြီးကပြန်ပြောတော့ဆိုကျွတ်တို့ကတော့ဗျာပြေးရင်လွှားရင်နွားတစ်ကောင်ပဲဆွဲသွားနိုင်တယ်ကြံတာခမည်းတော်ဆွဲကြပေါ့ဗျာလို့ပြောတယ်အဲ့တော့သူများကိုအပြစ်တင်နေမဲ့အစားကိုယ်ကိုယ်တိုင်လိုက်နာမှာဒါဟာနော်နွားကိုသာသနာပြီးကြံတာတွေမသနာဘူးလို့ဒီလိုပြောလို့မရဘူးပေါ့နော်အဲ့တော့ကိုရှောင်နိုင်ရင်အကုန်ရှောင်တ
ဒီလိုဆိုလို့တယ်ပေါ့လေဒီဆရာတော်ကြီးပြောတာဘလောက်စင်ပြေတယ်ကျုပ်ကတော့နွားတကောင်ပဲဟောနိုင်သေးတာခမရတို့ဟောကြပါဗျာတဲ့ကြက်တီငှက်တီဝက်တီလည်းမတတ်အောင်ကျုပ်ကတော့ပြေးရင်လွှားရင်နွားတကောင်ပဲဆွဲနိုင်တယ်ခမရတို့ကြက်တီဝက်တီဆွဲကြပါဗျာကျန်တဲ့ဟာလဲကျန်တာပြောပေါ့ဒါမို့ VG ဆိုတာရှိတယ် vegetarian ဆိုတာဒီသားငါးနဲ့သက်ရှိတရားနဲ့ပတ်သက်တဲ့အစားအစာတွေကနေရှောင်းတယ်ဒါပေမဲ့တရားတွေနဲ့ပတ်သက်တာနွားနို့တို့ကြက်ဥတို့စားတာမျိုးတွေပါလေရှိတယ်နောက်တစ်ခါဒီတရေအိတ်တို့တရေဖနတ်တို့စီးတာဒါလည်းသားအောင်စားတာလိုပဲပါထူးတော့တရေဖနတ်စီးနေတယ်ဆိုရင်နွားသားစားသလိုပဲမထူးသူ့ဟာကိုသုံးတာဖြစ်တယ်မိချောင်းရည်တွေသုံးတယ်ခုခေတ်မှာဆိုလို့ရှိရင်အဲ့တော့တရားဖြစ်လာတာဘီကြီးဆိုတာတရားဖြစ်လာတာတွေဘာတစ်ခုမှမသုံးနော်သေချာခင်လည်းမောနဲ့သေဖနတ်လည်းမစီးနဲ့သေအိတ်လည်းမကိုင်းနဲ့တရားရတဲ့ဟာဆိုရင်တစ်ခုမှမသုံးတာမွေအင်ကြီးလည်းမောနဲ့ဒီလိုဆိုလို့တယ်လူတွေကစားတာတစ်ခုလေးတင်ပြောလို့မရဘူးဒီဟာနော်တရားတွေသေဆုံးရတာစားလို့တစ်ခုတည်းကြောင့်မဟုတ်ဘူးခြားတယ်အဲ့တော့ကျေကျေပြန့်ပြန့်စဉ်းစားတတ်ရမယ်လို့သူတို့ဆိုလို့တယ်